ပိတ်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာစိုင်းသူဘုံမင်းနိုင်ရဲ့ official channel မှာအားလုံးကိုနှွေးထွေးစွာနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စိုင်းသူဘုံမင်းနိုင်ရေးသားထားတဲ့မောင်ဖြိုးနဲ့အတော်မွေတဲ့ဗတောက်တဆေးဆိုတဲ့ဇာတ်လမ်းလေးရဲ့စာသင်လေးကိုပြောပြလို့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာပိတ်သက်များအားလုံးကလည်းနားဆင်လိုက်ပါပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာအခုကတကူလာလေးဗျာတကြံမိုးလေးရလေခဏလေးရွာပြီးပြန်တိတ်သွားတယ်ဗျမိုးရွာပြီးသားအချိန်ဆိုလေးပြင်းနှူအေးအေးလေးတွေဝင်ရောက်လာတဲ့တော့နေရထိုင်ရတိတ်ကိုစိန်ရှိလာတယ်ဆိုတာခမရတို့ပဲအသိပဲလေမိုးအေးနဲ့ကွေးလိုက်ရရင်ဖြင့်ခဏပင်နိဗ္ဗာန်ရောက်သွားတယ်လို့ထင်လို့ရတယ်ဗျဒီတော့လေကျုပ်တို့အင်္ဂလိပ်ထဲမှာအမေတယောက်ကလွယ်ရင်ကြံတဲ့သူအကုန်လုံးဂရိပါရှယ်မွေ့ရထက်မှာစိန်ခံနေကြတာပေါ့ဗျာမိုးအေးနဲ့တမျိုးလေးကွေးရပြန်တော့လေတိတ်ကိုစိန်ရှိတာပေါ့ဗျာအမေကတော့အချက်ပြုတ်ကြော်လုံးနဲ့မိဖို့ကြောင်ထဲမှာအလုံးရှုပ်နေလေရဲ့ကျုပ်ကိုနိုင်ကြပြန်တော့လေအိမ်ရင်ဟောင်းနေလိုက်တာများဗျာလူကြီးဝင်သားသလားမှတ်ရတယ်ထော်ကြီးကတော့ကျုပ်ပေးမှာကိုယ်လေးသူ့လဲချောင်း9ရက်ပိတ်တော့အေးသေးဖြစ်နေရပေါ့ဗျာသိမကြခင်မှာပဲမိဖို့ကြောင်ထဲကအမေရဲ့ဒဲအိုးရိုက်တန်တွေကကျုပ်တို့တွေနားတဲ့ကိုတန်ရီဘူးလောင်းလိုက်သလိုဖြစ်သွားတယ်ဗျပြီးနောက်တစ်ဆက်တည်းမှာပဲမွေးသမီးခင်ကျေးဇူးရှင်မာတာရဲ့ပေးရဝါစာအပြစ်တင်တန်တွေကလည်းဆက်တနက်တန်လို့စူညံလို့လာခဲ့ပြီလေဟဲ့နေကင်းဘက်မှာအကုန်အသက်ထက်ကုန်ပြီလားအဖေဖြစ်သူကဥဆောင်ပြီးအိပ်ပြနေမှာတော့အပြင်းကြီးတဲ့သားသမီးတွေကအတုယူကြမှာပေါ့တကယ်တည်းမှတော့ကိုကြည်စိတ်အမေကကျွန်တော်တို့ကိုထားသေးချင်တာပဲအဖေကိုအော်ခေါ်လိုက်တယ်ဆိုတာကျွန်တော်ရိပ်မိနေပြီဗျာအမေကွက်တွေကရိုးနေပြီလေဟဲဒါနဲ့ကျွန်တော်လည်းကပန်းကနန်းထားလိုက်တော့အကိုကြီးကတစ်ဖက်ကိုလှည့်ပြီးနားပိတ်ပြီးတော့အိတ်နေသေးရဲ့အဖေကတော့သူတို့လင်မယားအစောကလေးကတိုင်ပင်ထားသလားမရတယ်တစ်ချက်ကလေးမှအခန်းပြင်ကိုထွက်မလာဘူးဗျထော်ကြီးကြပြန်တော့လေကလေးရှိသေးတော့ကိုယ့်နေရအပြစ်ဆိုလို့မရဘူးလေအကိုကြီးကတော့တတ်မမဲ့ကိုမထတာကျုပ်တည်တယ်ဗျသူကမနေ့ကတနေ့ကုန်ရွာတင်တစ်လျှောက်အပြိုတွေလိုက်ငံပြီးမှအခုကြမှာပင်မပြီးအိတ်ကောင်တွေရဲ့ပုံပါပဲဗျာဒါနဲ့ကျုပ်လေစိတ်ကြည်အောင်စင်ဟိုးရဲ့ရေတစ်ခွက်ကိုကဲပြီးမျက်နှာတစ်ကအမေရှိရသွားလိုက်တယ်လေကျုပ်မိဖို့ကြောင့်လည်းရောက်ချင်းအမေကစပြီးမေးတော့တာဗျဟဲ့နေကိုထားမလားသိဘူးလားတို့အမေခုနအကိုကြီးကအမေတန်မကြားချင်းအောင်ဆောင်ပြီးနားပိတ်ထားလို့တောက်ကိုပြောတယ်ဗျဘာအဲ့ကောင်အဲ့ဒါလို့ပြောသလားငါပြောဟုတ်တယ်အမေမြုံရင်သွားကြည့်သူအခုနားပိတ်ပြီးတော့အိတ်နေတာပြောရလို့တော့မပြောနဲ့နော်အမေဒါလည်းအကိုကြီးကိုတော့ကြောက်တယ်ဗျကျုပ်ကအဲ့လိုပြောလိုက်တော့အမေကအသားပြားရောင်းမကြီးကိုကိုင်ကအကိုကြီးရှိရအပေါ်ထက်ကိုပြေးတက်သွားတယ်ဗျတိတ်မကြလိုက်ပါဘူးအကိုကြီးတယောက်အော်ပြီးခုံပေါက်ကအောက်ကိုပြေးဆင်းလာခဲ့ပြီဗျာအမေကလည်းအနောက်ကရောင်းမနဲ့လိုက်ရအကိုကြီးကလည်းပတ်ပြေးနေအောင်ကြည့်ကျုပ်ကတော့လေတဟားဟားနဲ့ရေမောနေရပေါ့ဗျာအကိုကြီးကလည်းအိမ်အောင်ထက်မှပြေးတာမလွတ်နိုင်မှန်းသိရနဲ့ထုံးတန်တိုင်းချန်ပီယံထွက်ပြေးသွားခဲ့ပြီလေဒီတော့အမေရဲ့ငကားမျက်စောင်းနဲ့အမျက်တော်သားကျုပ်စီပြန်လဲလာတာဗျနင်ကမိဘကိုယ်တော်ရေပြီးလောင်နေသေးတယ်နင့်ကိုပြီးတော့နင့်လိုက်ပဲကျုပ်ကလည်းပဲရမလဲဗျာအမေလက်စာသိရကြောင်မိဖို့ကြောင့်တကပေါက်ကနေခုံဆင်းပြီးပြေးရတော့ပေါ့ဗျာအဲ့နောက်အမေကတော့စိတ်တူပြီးအိမ်ပေါ်တက်ကိုပြန်တက်သွားတယ်ဒီတကတော့ထော်ကြီးရဲ့လဲပဲဆိုတာကျုပ်သိလိုက်ပြီလေဘာပြောကျုပ်ကတော့မိုးချုံမှပြန်တော့မယ်ဗျာအဖေရှိရင်အားကိုရှိရဲ့လေအခုအဖေကိုယ်တိုင်ကလည်းအိတ်နေတော့ပြန်သွားရင်အမေလက်စားနဲ့ကျုပ်အသားနာတော့မှလေဗျာဒါနဲ့ကျုပ်လည်းကျုပ်သိချစ်တဲ့ဘာကြီးတို့စီထွက်လာခဲ့တာပေါ့ဗျာနောက်နေ့ရက်ဆိုတကြံကြကြီးလေဗျာဒီတော့ဘာကြီးတို့ဘုံเจ้าမှာတီလာယူသွားမလားဆိုတာသွားဆက်စုကိုမယ်ဘာကြီးတို့ကျုပ်လည်းဘာကြီးတို့ရဲ့ခြံတကားကိုဖွင့်ရင်အတန်ကျကျနဲ့អော်နေလိုက်တယ်ဒါပေမဲ့ဘာကြီးတို့ကအခုထိထွက်မလာခဲ့ဘူးသူ့ရဲ့အိမ်တကားကလည်းပိတ်ထားတော့ကျုပ်လည်းအပြင်ကထရန်သေးသေးလေးတွေကနေချောင်းကြည့်လိုက်တော့ဘာကြီးတို့ပတိစိတ်နေရကိုတွေးလိုက်ရတယ်ဗျထူးဆန်းတာကအသက်90ကျော်ကြီးတဲ့ဘာကြီးတို့ပတိစိတ်နေရခါ့ကိုစန့်နေရပါပဲဗျာဒါနဲ့ကျုပ်လည်းဘာကြီးတို့နဲ့စကားပြောနေကြမကြီးပင်ကွက်ပြက်ကလေးမှာထိုင်ရင်းစောင့်နေရတာပေါ့လေအမေဘာကြီးတို့ကကွက်ပြက်ကလေးပေါ်မှာတန်းလျက်ပကံခဲလေးနဲ့ရေနွေးခရအောင်လေးကိုကြိုတင်ပြီးပြင်ဆင်ထားလေရဲ့ဒီနေ့ကျုပ်လာမှာကိုဘာကြီးတို့များကြိုသိနေသလားထင်ရတယ်ကျုပ်လည်းရေနွေးချမ်းတစ်ခွက်ကိုငှဲ့လိုက်တော့အချိန်ဘယ်လောက်ကြာမှန်းမသိတဲ့ရေနွေးချမ်းကအေးဆက်နေရပဲဗျာမိုးတပွဲကြတော့လေမိုးရင်မီလို့အေးဆက်သွားတာလည်းဖြစ်ရင်ဖြစ်မယ်ဒါနဲ့ကျုပ်လည်းမိုးရဲ့ကျင်နာမှုကြောင့်အေးတဲ့ကူးဆက်နေတဲ့ကွက်ပြက်ကလေးထက်ထိုင်ရင်ဘာကြီးတို့စောင့်နေရတာပေါ့ဗျာသိမကြလိုက်ပါဘူးဘာကြီးတို့ကအိမ်တကားဖွင့်ပြီးအပြင်ထွက်လာတယ်အသက်90ကျော်ဆိုပေမဲ့အတန်တော့မြန်တော့မယ်ဗျပြီးတော့ကျုံနဲ့အတူကွက်ပြက်ကလေးပေါ်မှာလာထိုင်ပြီးအခုလိုစပြောတာပေါ့ဗျာအော်မောင်ပြိုးပါလားဘာကြီးတို့တမန်တခင်းလုံးမျောနေရအခုမှရောက်လာတယ်ကွယ်ကဲစိုးသမ်းမအောင်ဗာမေးကျင်တယ်လေကွ
ဟာဘိုက်တို့ကလေဗျာကျုပ်လာတာနဲ့မကောင်းမြင်နေရပဲကျုပ်အခုလာတာတပတ်ကဆိုတကြံကြပြီလေဘိုက်တို့များဥပုပ်တရင်ကြောင်မသွားဘူးလားလို့မေးတာဗျဟေးမောင်တော့ကြာရဥပုပ်ကြောင်သွားပြီတီလာယူမှကုသိုလ်ရတယ်လို့ထင်နေသလားတချို့ဆိုဘုရားသွားကြောင်းတက်တယ်ဆိုပြီးအမိခံနေကြတာပါကွာတကယ်တမ်းကျတော့လူထင်ကြီးအောင်ပဲလုံနေကြတာတရားအားမထုတ်ပဲအတင်းထုတ်ပြန်လာတဲ့သူတွေကအများသားကွဟာဘိုက်တို့ကတော့လှုပ်ပြီးအဝါသောက်ကင်အောင်အခုလိုပြောတယ်ဗျကျုပ်တို့ကအခါကြီးရက်ကြီးတွေမှာဥပုပ်ကြောင်သွားပြီးသီလယူတာကတနေ့တာအကုသို့အညစ်အကြေးတွေကိုစေးကြောတာပါတယ်ဗျာဒါလူနည်းစုလောက်ပဲရှိတာပါမောင်ဖြုတ်ရတကယ်တမ်းကျတော့ကုသိုလ်ဆိုပြီးအမိခံနေကြတာအကုသိုလ်တွေယူပြီးပြန်လာတဲ့သူတွေကအတော်လေးများပါတယ်ကွာဘိုက်တို့စကားဆမ်းပါလားဗျပြောပါအောင်ကုသိုလ်ယူတာကိုအကုသိုလ်ရတဲ့အကြောင်းလေးကျုပ်လည်းဘိုက်တို့စကားကိုမရမကကတ်ပြီးတော့မေးတော့တာဗျဒီတော့ဘိုက်တို့ကလည်းတပြင်းတစ်ချက်ကိုချလိုက်ပြီးပြောင်းမှုဘက်ဆေးလိပ်ကြီးကို3-4ခါလောက်ဖွာပြီးမှအခုလိုပြောလာရင်လေကဲမောင်တော့ကြာမြောက်တော့ကောင်ကဆင်းကိုကြည်လို့ရသလားမရဘူးလေဘိုက်တို့ရဲ့အင်အားကြီးကတောင်းတဲ့ကြောက်စီရခဲလောက်ကိုကွာနေရအောင်ကဲဒါဖြင့်မြောက်ကဆင်းကိုမချီဖို့ကြိုးစားရင်ဘာဖြစ်မလဲဟာဘိုက်တို့ကလည်းမြောက်ကဆင်းကိုမချီမှာတော့ဆင်ပြီးသိမှာပေါ့အေးဖုံးချောင်းသွားပြီတီလာယူတယ်ဆိုတာလေလူအများစုကမြောက်ကဆင်းကြီးသလိုပဲကိုမလုံနိုင်တဲ့အရာကိုလူထင်ကြီးအောင်လှုပ်ပြကြရင်ဒုက္ခရောက်သလိုမျိုးပေါ့ကွယ်တီလာဆိုတာစောင့်သိမှုသဘောပဲတီလာမနိုင်ပဲကြောင်းမထိုင်နေလေအလကားအကျိုးမရှိဘူးကွဒါဆိုဘာကြီးတို့ကတီလာမနိုင်လို့ဖုံးကြောင်းမသွားတာပေါ့ဟုတ်တယ်မလားကျုပ်ကအဲ့လိုစားတော့ပြောလိုက်တော့ဘာကြီးတို့ကအသက်ရွယ်နေမလိုက်နိုင်အောင်တဟာဟာနဲ့ရဲနေရဗျပြီးတော့ကျုပ်ကိုစူးစိုက်ကြည့်ရင်အခုလိုပဲပြောလိုက်တာပေါ့ဗျာဟေးမောင်တော့ကြာလူကြီးကိုနောက်เสียလားတကယ်တော့တီလာဆိုတာဆရာတော်တွေမပေးလဲကိုယ်စိတ်ကိုယ်တန်တန်မှာဆွဲမြဲနေရင်ဘယ်မှသွားပြီးယူတရားမလိုပါဘူးကွယ်ဖះเจ้าကသွားပြီးတီလာယူပြီးမှအပူတယ်ဘဝနဲ့အိမ်ပြန်မလာတဲ့သူတွေလည်းရှိတယ်ဥမာเจ้าမှာလူစုပြီးအတင်းတုပ်လို့တရားတစ်ပုတ်မရလိုက်တဲ့သူတွေပေါ့ကွာဟုတ်တယ်ဗျဘာကြီးတို့ပြောရတယ်တကယ်ပဲမှန်နေရပဲဗျကျုပ်တို့တွေကဖះเจ้าကသွားဖို့ပြင်စင်တာမြင်တော့အထင်ကြီးနေကြတာမဟုတ်ဘူးလားဒါနဲ့ကျုပ်လည်းဘာကြီးတို့ဆက်မပြောတော့ပဲအေးဆက်နေတဲ့ရေနေချမ်းတစ်ခွက်ကိုတောက်လိုက်တယ်လေအဲ့တော့ဘာကြီးတို့ကဆက်ပြီးပြောတယ်ဗျကဲမောင်ဖြိုးကြီးဒီနေ့တကြံတော့မင်းတို့ညီကိုတွေပတ်မွေကြမှာငါတော့မြင်အောင်နေသေးရဲ့ကွာမင်းလာနဲ့အတော်ပဲရော့ဟောဒီကအဆောင်ကျိုးလေးကိုဆွဲတာအန်ရကင်းနေဘိုင်းတို့ကအဲ့လိုပြောပြီးကျုပ်ကိုအကြည့်ကျိုးရည်နဲ့ထုံးထားတယ်ဘုရားပုံတော်ဈေးဒီပါအဆောင်ကျိုးလေးကိုပေးလိုက်တယ်ဗျပြီးတော့ကျုပ်ကိုသူ့ကိုယ်တိုင်ပဲဆွဲပေးလိုက်တယ်လीကဲမောင်တော့ကြပျောက်ကဝင်ပူနေရမှန်သမျှမင်းလည်းဘေးမှာဆွဲထားတဲ့ပုံတော်ပါအဆောင်ကျိုးလေးသာဆွဲပေးလိုက်သူ့ဟာသူထွက်သွားလိမ့်မယ်ဒီတခါတော့ဘာကြီးတို့ကအတော်လေးထူးဆန်းနေရဲ့ဗျသူပြောတဲ့အရာတွေနဲ့သူပေးတဲ့အဆောင်ကျိုးကြောင့်ကျုပ်ဖြင့်အတော်လေးအံ့ဩနေရပေါ့ဗျာဘာကြီးတို့စီကျုပ်ခဏလာတာနေ့တော်လေးကြာခဲ့ပြီလေအခုလိုမျိုးဘာကြီးတို့ကပျောကနဲ့ဆန်းနွယ်တဲ့အကြောင်းနဲ့အဆောင်ကျိုးလောက်တတ်တဲ့အကြောင်းတစ်ခါမှမပြောဘူးဗျကဲထားပါတော့လေဗျာကျုပ်လည်းဘာကြီးတို့စိတ်ချမ်းသာအောင်သူပေးတဲ့အဆောင်ကျိုးလေးကိုသဘောကျတဲ့အမူအရာတိုင်းလက်ခံရတာပေါ့ဒီတော့မှဘာကြီးတို့ကကျုပ်ကိုကြည့်ပြီးပြန်ဖို့အတင်းနေတော့တာဗျသူပြောတာသူလုံးစရာရှိသေးရဲ့ဗျာပြီးတော့ဒီနေ့ဘိုင်းတို့ပုံစံကြည့်ရတာမျက်နှာသိမ့်မကောင်းဘူးဗျဒါနဲ့ကျုပ်လည်းအလိုက်တသိနဲ့ဘိုင်းတို့ကိုနှုတ်ဆက်ပြီးပြန်ခဲ့တာပေါ့လေအခုလောက်ဆိုရင်အမေလည်းဒေါသပြေလို့အကိုကြီးလည်းပြန်ရောက်နေလောက်ပြီဒါနဲ့ကျုပ်လည်းအိမ်ကိုတန်းပြန်လာခဲ့ရတာပေါ့ဗျာကျုပ်အိမ်ရောက်တော့ကျုပ်ထင်တဲ့အတိုင်းပဲအမေကလည်းမျက်စောင်းတစ်ချက်ပဲထိုးတော့အချင်းနေမစိုးဘူးဆိုတာကျုပ်သိလိုက်တယ်လေအကိုကြီးကတော့အခုထိပြန်ရောက်မလာသေးဘူးဒါနဲ့ကျုပ်လည်းအမေနောက်သွားမျက်နှာချိုသွေးပြီးစကားလေးပြေအေးလေးတိုက်လိုက်တော့အမေမျက်စောင်းမှာလွန်ငင်းချမ်းသာခွင့်ရသွားတော့ပေါ့ဗျာကျုပ်တို့မိသားစု3ယောက်ထိုင်နေတဲ့အချိန်မှာထော်ကြီးကအမေရင်ကုန်နဲ့ပြေးဝင်ပြီးတကြံတနက်ဝယ်ပေးဖို့ပူဇာနေရပေါ့ဗျာအမေကလည်းထော်ကြီးကိုဖတ်တာပြီးခေါင်းကိုပုတ်တိုင်ဝယ်ပေးမယ်ပြောကျုပ်တော်မနာလို့သွားရဲ့ဒါနဲ့ကျုပ်လည်းအမေကိုစကျင်တာနဲ့မျက်နှာအနောက်ဘက်ကိုလှည့်လိုက်တယ်ကျုံနောက်ဘက်ကိုလှည့်သွားတာမြင်ရတော့အမေကအဖေကိုကြည့်ပြီးအခုလိုပြောလိုက်တယ်ဗျဖေကြီးတော်သားဖြစ်ပုံလေကြည်ဦးသူ့ညီကိုကျုပ်ကဂယုဆိုင်ပြတော့မကြီးမငယ်နဲ့ဦးတိုးနေရတော့အမေကလို့ပြောလိုက်တော့အဖေကနောက်ကိုလှည့်သွားပြီးကျုပ်ကိုတေချာကြည့်အခုလိုပြောတယ်ဗျတာမောင်ဖြိုးအဖေတို့ကသားသမီးတွေကိုဒန်းလူချစ်တာပါကွာမင်းကြီးလေးကငယ်သေးတော့ပို့ပြီးဂယုဆိုင်ပြီးတဲ့သဘောပါကွာကဲတာစိတ်မကောင်းဖြစ်နေမင်းအမေရင်ဝင်မသွားတော့လေအဖေသီလားအဖေကလို့ပြောလိုက်တော့ကျုပ်ကလည်းကလေးဝါတော်လို့သွေးသားရည်နဲ့မျက်လုံးအောင်မှတုပ်လိုက်တယ်ပြီးတော့ငိုနေရဲ့ပုံစံတရုပ်ဆောင်ကအဖေကိုပြေးဖက်လိုက်ပြီးဝမ်းနဲ့နေရဲ့အတန်နဲ့အဖေကိုအခုလိုပဲပြောလိုက်တယ်အမေကလေတာဦးဖြစ်တဲ့အကိုကြီးကိုကြားလေအကြီးဆုံးသားအောင်မလို့ချစ်တယ်ပြီးတော့ညီလေးတော်ကြီးကြတော့လေအငယ်ဆုံးမှုချစ်တယ်သားကြတော့အလက်ကောင်ဆိုတော့အမေကသူတို့လောက်မချစ်ဘူးဆိုတာတာသိပါတယ်အဖေက
တကယ်ဆိုရင်သားသမီးတွေထဲမှာအလက်ပြည့်ရတာကံမကောင်းမိဘတွေကအလက်ကိုကြအကြီးငယ်တွေလောက်မချစ်ကြအောင်သားသိပ်ဝမ်းနေတာပဲအဖေကကျုပ်ကအဲ့လိုအဖေကိုဖက်ပြီးပြောလိုက်တော့အမေကလည်းကျုပ်ပြောပြင်ပုတ်တက်ရင်နှစ်သိမ့်တယ်ဗျပြီးတော့အမေကလည်းကျုပ်တကယ်ဝမ်းနေနေရထင်ပြီးထော်ကြီးကိုဖတ်ထားရတယ်ကျုပ်စီကိုပြေးဖက်လိုက်တယ်ဗျမဟုတ်ပါဘူးသားရဲ့အမေကသားကိုဘယ်လောက်ထိချစ်တယ်ဆိုတာမင်းအဖေတီးသုံးမဲအမေသားလေးချမ်းမာရင်မကောင်းလို့အဲ့ရတဲ့3ရက်လောက်အစာမစားနိုင်ပဲလဲနေတော့အမေမလေးသားလေးတွေဘယ်လောက်ထိပူပန်ပြီးငိုခဲရလဲဆိုတာမင်းဖေတီးပါလေကွယ်နောက်အဲ့လိုမျိုးမတွေးနဲ့တော့သားအမေကအမေသားလက်ကိုလည်းတားငယ်လေးထက်မရော့တဲ့မေတ္တာမျိုးနဲ့ချစ်တာပါကွယ်အမေကလို့ပြောပြီးကျုပ်ရဲ့နဖူးလေးကိုနမ်းလိုက်တယ်ဗျဒီတော့ကျုပ်ရဲ့အဖေကိုဖတ်ထားရနေအမေကိုပြောင်းဖက်ရတာပေါ့ဗျာတကယ်တော့ကျုပ်လည်းကလေးပဲလေအိမ်အောင်မကြပဲမိဘရင်ခွင်ထဲမှာရှိနေတယ်ကလေးတယောက်ပဲလေမဟုတ်ဘူးလားကျုပ်လည်းအမေကိုဖက်ပြီးချွဲနေရပေါ့ဗျာအဖေကတော့ပြုံးပြုံးကြီးကြည့်နေတာဗျဒါနဲ့ကျုပ်လည်းအမေကိုဖက်လိုက်အဖေကိုဖက်လိုက်နဲ့ကလေးတယောက်လိုပြုတ်မှုနေတော့ဟိုအငယ်ကောင်ထော်ကြီးကစပြီးဖောက်တော့တာဗျသူကလည်းဖောက်ပြီးတော့ငိုတယ်ငိုတာလည်းသူ့ရဲ့အကျင့်တိုင်းနှကန်းယူအရှိကိုငေါ့ထွက်ပြီးအတန်ပြေးနဲ့ဟိုငိုတာအဲ့တော့အဖေနဲ့မေကလည်းကျုပ်ကိုသူ့ကိုတကြံတနက်ဝယ်ပေးမယ်လို့ပြောပြီးချော့ရတာပေါ့ဗျာပြီးတော့ကျုပ်လည်းအဖေနဲ့မေရင်ခွင်ထဲကနေထွက်ပြီးမိဖို့ကြောင့်လည်းဝင်ကထမင်းစားဖို့ထွက်ခဲ့တာပေါ့အဲ့မှာတိတ်မကြဘူးအဖေနဲ့မေကဒုတ်တချောင်းစီကန်ရင်ကျုပ်ရှိတဲ့မိဖို့ကြောင့်လည်းဝင်လာခဲ့တော့တာပေါ့ဗျာကျုပ်လည်းအချိန်တွေကိုကြိုသိတော့မိဖို့ကြောင့်ပြတင်းတကားပေါက်ကိုဖွင့်ထားခဲ့တာပေါ့ဘာလို့လဲဆိုတော့ကျုပ်ကအဖေနဲ့အမေကိုဖက်ပြီးအဖေအိတ်တောင်လေးကငွေ9ချက်နဲ့အမေပတ်စံအိတ်တွေကငွေ30ကိုအလစ်တုတ်လာခဲ့ရလေ။အော်ငါဖြူမိဘတွေကတော့တားလေးတကယ်ကန်စားနေရတယ်ဆိုပြီးနှစ်သိမ့်ပေးလိုက်ရတာ။နေကတော့လေမိဘတွေကိုစိတ်ဆင်းအောင်လုပ်ဖို့ပြလုပ်ခဲ့တာပဲ။ကဲအခုချက်ချင်းငါပတ်စံအိတ်တွေကနှိုက်သွားတယ်ငွေ30ပြန်ပေးသမ်း။ဟုတ်တယ်မိမရေငါအိတ်ထောင်လေးကလည်းငွေ9ချက်ပါသွားတယ်။ငါတို့ကိုဖက်ပြီးပတ်စံနှိုက်သွားတယ်ကလေးသေဖို့သာပြင်တော့အဖေနဲ့မင်းကအဲ့လိုပြောပြီးကျုံနာကိုကတ်လာတော့ကျုပ်လေကျုပ်စီစဉ်ထားတဲ့အတိုင်းဗတင်းတကားပေါက်ကနေခုံကြောပြီးထွက်ပြေးခဲ့ရတာပေါ့ဗျာဒီတကတော့အမေရိုက်မှာကိုအဖေကတားဖို့မပြောနဲ့သူကိုယ်တိုင်တော့ဝင်ရိုက်တော့မှာဆိုတော့ကျုပ်လည်းမပြေးလို့မရဘူးလေဗျာဟုတ်တယ်မလားဘာဖြစ်ဖြစ်အဖေနဲ့အမေစီရတဲ့ကြံမုံမိုး15ချက်တောင်ခိုးခဲ့ပြီးကျုပ်အတွက်တော့တာယာသွားပြီပြုတ်ဒီညကျုပ်လည်းအဖေနဲ့မေအိမ်မှာအိမ်ကိုခိုးဝင်တော့မယ်အနက်ပြန်ကြတဲ့ကြံပန်းနဲ့ဆောက်ဖို့အစည်းအဝေးနဲ့လောအားပေးဖို့အတွက်ရွာလူကြီးဦးတောင်းစီသွားမှလေဗျာပြီးတော့အဖေနဲ့မင်းတွေကလည်းကျုပ်ကိုယ်တိုင်ပတ်စံတွေပြန်တော့မှမဟုတ်ဘူးလေဒါနဲ့ကျုပ်လည်းရွာထဲကိုရှောက်ပတ်သွားရင်အကိုကြီးကိုလိုက်ရှာခဲ့တာပေါ့ဗျာကဲမနေ့ပြန်တကြံကြပြီဆိုတော့ဒီနေ့မန်းနဲ့ဆောင်မယ်ပြီးတော့ရိမ့်သမားအလှမယ်တွေနဲ့တချင်းဆိုမဲ့သူတွေလည်းစရင်ပေးထားတဲ့အတိုင်းပဲနော်ဒီနေ့အထူးစီစဉ်ကတော့မြို့ကပြန်ရောက်လာတဲ့ကျုပ်ရဲ့သမီးဟေမန်ကိုကရိမ့်သမားအဖွဲ့ရဲ့ခေါင်းဆောင်မင်းသမီးဖြစ်ပြီးတူမာကြီးတန်စင်ချိုကတော့အကလာယူနဲ့တင် जा ပေးရမယ်ရွာလေးကျူးတော့အဲ့လိုပြောပြီးသူသမီးကိုမိတ်ဆက်ပေးရဗျဘဲနဲ့ဗျသူသမီးနာမည်ကဟေမန်ဗျမြို့ပေါ်တက်ပြီးပညာသင်ပြန်လာမှဟေမန်ကိုဆိုတော့ကျုပ်တို့တရားလုံးမျက်စိလေကုန်တာပေါ့ဗျာဒီကြားတဲ့ကျုပ်ကိုကြီးကတော့မဟေမန်ကိုဆိုသူကိုမျက်လုံးကျွတ်မတက်ငန်းနေနဲ့ဝမ်းသာအားရထားခေါက်လိုက်တာဗျဟေးနင်ဟေမန်မလားကျောင်းတော်ကနေအတန်းနဲ့ချီးပါလို့ငါကိုယ်တိုင်သွားပြီးတိုင်ခဲ့ရလေဟုတ်တယ်မလားကျုပ်ကိုကြီးကလူအုပ်ကြားနဲ့ထားអော်လိုက်တော့ရွာလူကြီးဘေးမှာရှိတယ်မားဟိကမန်ကိုမျက်နှာကြီးနေရဲသွားတယ်ဗျပြီးတော့အကိုကြီးကိုကြည့်ပြီးအခုလိုပဲပြောလိုက်တယ်ငါနာမည်ဟေမန်ကိုဖြစ်သွားပြီမြို့ပေါ်ကလူတွေကငါ့ကိုမင်းသမီးရမင်းကိုနဲ့တူတယ်ဆိုလို့ငါနာမည်ကိုဟေမန်ကိုလို့ပြောင်းလိုက်တာအခုကစပြီးငါ့ကိုဟေမန်ကိုလို့ခေါ်ဒါပဲအမလေးဟေမန်ရနေကငါတေချာကြည့်ရတာနေအရင်ကတည်းအများကြီးချောလာတာပဲဟာဒါပေမဲ့နင့်ကိုအာပြဲစိန်လို့နာမည်ပေးထားတဲ့အတိုင်းပဲနင်ကအခုချိန်ဒီအတန်အောင်နေရတော့ပြောင်းလဲမရဘူးလေပြီးတော့နင်ကအလေတန်းဒီနှချေးတွဲလောင်းနဲ့နေလာတဲ့သူကအခုလိုမျိုးပေါ်ကမိတ်ကက်တွေလူးလာတော့မင်းသမီးရှုံးအောင်လှနေရပဲငါ့ကိုမှတ်မိသေးလားငါမောင်းနိုင်လေမောင်းနိုင်နေတဲမှာသာခိုးချတော့ဆရာမအောင်မတိုင်ခဲ့တဲ့နင့်အရှိသုံးတကယ်ချင်းမောင်းနိုင်လေအကိုကြီးကအဲ့လိုငယ်တူးငင်တာတွေဖော်ပြောလိုက်တော့ရောက်နေရွာသားကြီးအားလုံးပွဲကြအောင်ရည်တာပေါ့ဗျာကျုပ်ကလည်းဘယ်နေမလဲထိတ်ဆုံးအောင်ဥဆောင်ပြီးရဲလိုက်တာပေါ့မဟေမန်ကိုခမရဒေါသစိမ့်နဲ့မျက်နှာကြီးနေရဲပြီးခြေတစ်ချက်ဆောင်ကအိမ်ပေါ်ရက်ကိုပြေးတက်သွားခဲ့တယ်ဒီတော့မှရွာလူကြီးဦးတောင်းကသူသမီးဖြစ်ပုံကိုကြည့်ပြီးရဲနေတဲ့ကျုပ်တို့ကိုဟင်းအောင်တော့တာပေါ့ဗျာပြီးတော့အကိုကြီးကိုလည်းဟဲ့ကောင်ငါတိုင်းမင်းကငါသမီးကိုတတ်တတ်ရှာခွဲလိုက်တယ်လားဘာပြောမင်းအပါဝင်တရွာလုံးငါသမီးကိုဟေမန်ကိုလို့ခေါ်ရမယ်ဒါပဲကြားလားဦးတော့လည်းအတော်လေးစိတ်တူနေပြီဗျဒီတော့မှကြောက်လေစက်မကြီးရဲတော့သလိုအကိုကြီးကလည်းခေါင်းငိုက်ဆိုင်ကျသွားပဲလေ
မိုင်းမှန်တစ်ဖြစ်မိုင်းမှန်ကိုဆိုတာအကိုကြီးနဲ့ကြောင်းနေပဲတငယ်ချင်းလေးပြီးတော့အကိုကြီးလိုက်ဖို့တဲ့သူတွေတည်းကသူအလေးထားအောင်လူတယောက်လေးသူပြန်လာတာဆိုတော့အကိုကြီးဝမ်းသာအားရဖြစ်ပြီးစကားမသွားတာအပြစ်ဆိုလို့မရဘူးလေဟုတ်ဘူးလားဒါနဲ့ပဲကျုပ်တို့လည်းမန်းတက်ကိုရွာလဲမှာအမြန်ဆုံးဆောက်လုပ်ပြီးကျုပ်နဲ့အကိုကြီးကတော့တချင်းဆိုတိုက်ကြရတာပေါ့ပြီးတော့ရိမ့်သမားအဖွဲ့တွေကလည်းအကားတိုက်ကြတယ်သူတို့ကဖွဲ့ရဲ့နေပြကတော့ကိုရှမ်းပုတ်နဲ့အိမ်အောင်ကြတဲ့မတ်တန်သိန်ချိုပေါ့ဗျာပြီးတော့မိုင်းဟေမန်ကိုကလည်းခေါင်းဆောင်မင်းသမီးဆိုတော့ရှေ့ဆုံးကလေ့ကျင့်ရတာပေါ့ဒါအုပ်ကျုပ်ကိုကြီးကသွားပြီးချောင်းနေရလေဗျာကျုပ်ပြောသလိုပဲကျုပ်ကိုကြီးကအပြို့ဆိုအငန်းမရပိုးတဲ့ဗီဇအတော်လေးဆိုးတယ်ဗျသူသွားတော့မိုင်းဟေမန်ကိုကသူ့ကိုအဖက်တောင်မလုပ်ဘူးဒါအုပ်ကိုကြီးကအတင်းတွယ်ကတ်နေတော့မိုင်းဟေမန်ကိုကဘာပြောလိုက်လဲမသိဘူးအကိုကြီးမှပြုံးရွှင်ပြီးတရှင်းဆိုတိုက်နေရဲ့ကျုပ်စီပြန်လာတာဗျအဲ့နောက်အကိုကြီးကတချင်းဆိုတိုက်နေတဲ့ကျုပ်ကိုဆွဲခေါ်ပြီးလူရှင်းရတဲ့နေရာကိုခေါ်သွားခဲ့တယ်ဗျာပြီးတော့အခုလိုပဲဝမ်းသာအားရပြောတယ်ညီလေးမင်းတော့မတယောက်ရတော့မယ်ကွာဟာဘယ်အမလဲအကိုကြီးကအဖေနဲ့အမေနဲ့ကကျုပ်တို့ညီကို၃ယောက်ပဲမွေးတာဘယ်ကအမရှိလို့လဲဗျကျုပ်ကအဲ့လိုပြောလိုက်တော့အကိုကြီးမျက်နှာလမ်းငမုတ်ဖမ်းသွားတယ်ဗျမင်းကတော်တော်အားတာပဲညီလေးရမင်းအမဆိုတာမင်းအကိုကြီးဖြစ်တဲ့ငါမိမကိုပြောတာဟာအကိုကြီးရာကျုပ်နားရှိလို့သာကြားတယ်အကိုကြီးကဘယ်တော့မှမိမရသွားလေတရွာလုံးကအပြိုလေးတောင်အကိုကြီးချိန်မှာယောက်ျားရကုန်တာလေတိတ်ဆန်းကွာမင်းပြောလိုက်ရင်အဆုံးဒီပဲမင်းကိုကြီးကဖုံးနဲ့ကန်နဲ့နေတော့မထိုက်တန်တဲ့အပြိုလေးပိုင်တိုင်ခွင့်မရကြတာကွာအခုမင်းကိုကြီးနဲ့တိုက်တဲ့နာမျိုးကပြန်လာတဲ့မင်းအမဟေမန်ကိုနဲ့ပေါ့ညီလေးရာဟာလို့ပြီဒီမှာအကိုကြီးကအကိုကြီးလိုမျိုးနွားချီနေတဲ့သူနဲ့ရွှေချင်းနဲ့မိန်ကလေးထိုက်တန်မှုဝေးပါဗျာပြီးတော့အကိုကြီးမျက်နှာလည်းဦးလေတေချာကြည့်အောင်မိုင်းမန်ကိုလိုချောမောလာပါတဲ့သူကရွေးလောက်တဲ့ဥပဒေတကွက်မှမရှိဟဲ့ကောင်တော်တန်တိတ်ဆက်ပြောရင်ငါလည်းတည်းကညီလေးဆိုပြီးမျက်နှာထောက်မှမဟုတ်နော်အကိုကြီးကအတော်လေးစိတ်တူနေကြီးဗျဒီတော့ကျုပ်လေပြေးဖို့ကြိုးတင်စီတင်ရတော့မှလေမဟုတ်ဘူးလားဒါပေမဲ့အကိုကြီးရဲ့ဒေါသမုန်တိုင်းခဏပဲဗျပြီးတော့လေပြေသွေးပြီးညီလေးရေဆိုပြီးရောစကားပြန်ဆလာတာကျုပ်တီးလိုက်ပြီလေဗျအကိုကြီးကျုပ်ကိုတခုခုခိုင်းတော့မယ်ဆိုတော့ပေါ့ကျုပ်အဲ့လိုတွေးနေတော့မှာပဲအစောကသူမဟုတ်တယ်လို့ဒေါသထွက်နေရဲ့အကိုကြီးကကျုပ်ပကုံးကိုဖက်လိုက်ပြီးအခုလိုစကားဆိုလာတယ်ဗျညီလေးကြီးအကိုကြီးရဲ့ချစ်ညီလေးဒီညအကိုကြီးနဲ့အတူရွာပြင်ခဏလိုက်ခဲ့တော့ဟာအကိုကြီးရလေဒီညသချင်းလဲတိုက်ရမယ်ပြီးတော့ညကြီးရွာပြင်ဘာလို့ထွက်မှာလဲဗျကျုပ်ကအဲ့လိုပြောလိုက်တော့အကိုကြီးကလည်းလိုရာရှိရင်ပြောင်းလိုက်တဲ့သူ့ဝတီတိုင်းပြောလိုက်တဲ့စကားချိုးနေရပါဗျာချစ်ညီလေးကလည်းကွာမင်းမဟေမန်ကိုကငါ့ကိုစိတ်ဆိုးနေရကွာခုနငါသွားတောင်းမှန်တော့ရွာပြင်ကဗရောက်ပင်ကြီးကဒီညဗရောက်ပန်းခုပြီးမနဲ့စောစောလာပြီးစိတ်မဆိုးတော့ဘူးပြောတယ်ကွာအကိုကြီးဖြစ်ကအတော်လေးဆိုးနေပြီဗျမနေ့ကမှရွာပြင်ရောက်လာတယ်မဟိမန်ကိုတောင်အပိုင်ဆိုပြီးချိန်နေရလေဗျာအတော်လေးကိုတွတ်တဲ့ကျုပ်အကိုကြီးပြီးရင်သူပဲငိုးပြီးချမ်းနေရမှာကျုပ်မြင်အောင်သေးရဲ့ဗျာဟာအကိုကြီးကလည်းညာတွင်းချင်းဗရောက်ပန်းခုပေးရမယ်ဆိုတာမဖြစ်သင့်ဘူးလေဗျာမနဲ့စောစောခုပေးရမယ်ဆိုရင်တော့တော်သေးရဲ့ချစ်ညီလေးရလဲကွာမိမဆန္ဒဖြေသေးရနေညရွေးတယ်မလို့ပါဘူးကွာတကူဒီလူပြိုကြီးဖြစ်မဲ့မင်းကိုဘဝလေးတာယာဆိုပြအောင်ကူညီပေးပါကွာပြီးတော့မင်းကိုကြီးကသူ့အတွက်ညာရင်းချင်းဗရောက်ပန်းနေခူးပြီးမနဲ့စောစောပေးလိုက်တဲ့အခါသူကကျေးဇူးတင်မယ်ပြီးတော့မင်းကိုကြီးပေါ်မှာမေတ္တာမိုးဆွေလို့မင်းကိုကြီးကလည်းလူပြိုဘဝကိုဆွန့်လို့ရတယ်လို့မင်းလည်းအမတယောက်ရတာပေါ့ကွာဟာအကိုကြီးပုံစံကြည့်ရတာဘလို့မှတားမရတော့တဲ့အချိန်ကြီးဗျသူကအစင်းတွေတောင်ကြော်ပြီးအပိုင်ထွက်ထားတဲ့ပုံမဲ့လေးပြီးတော့ရွာပြင်ကိုညာကြီးထွက်ပြီးသူတယောက်တည်းဗရောက်ပန်းမခူးရဲတာနဲ့ကျုပ်ကပါအဖော်ခေါ်တာတော့တော်လေးဆိုးတယ်ဗျကျုပ်လည်းအကိုကြီးဆိုတော့ညင်းလုံးကလည်းရမှာမဟုတ်ဘူးလေဒါနဲ့ကျုပ်လည်းခေါင်းညင်ပြီးလက်ခံရတာပေါ့ဗျာဒါမှအကိုကြီးရဲ့ချစ်ညီလေးကွာအကိုကြီးကအဲ့လိုပြောပြီးကျုပ်ပါကိုမဟေမန်ကိုအထင်နဲ့အတင်းကိုနမ်းတော့တာဗျဒီတော့ကျုပ်လည်းအကိုကြီးကိုတွန်းထုတ်ပြီးတချင်းတိုက်တဲ့စီပြေးရတာပေါ့ဗျာဒါနဲ့ကျုပ်တို့တနေကုန်နဲ့ည10 နာရီထိတချင်းတိုက်ခဲ့ပြီးတဲ့အချိန်မှာပဲအကိုကြီးနဲ့ကျုပ်ရွာပြင်ကဗရောက်ပင်ကြီးရှိကထွက်လာခဲ့ကြရလေအမောင်တို့ကလည်းအတော်လေးကြီးစိုးနေပြီဗျအချိန်ကိုကြီးတော့လေည7 နာရီထိုးတော့မယ်ကျုပ်တို့ညီကိုနှစ်ယောက်လည်းတန်တမီးဖြူကောင်တက်လက်နဲ့လာခဲ့ရတော့ပေါ့ဗျာဒီလိုနဲ့ဗရောက်ပန်းနဲ့အိတ်ဆက်နေတဲ့ဗရောက်ပင်ကြီးရှိကကျုပ်တို့ညီကိုနှစ်ယောက်ရောက်လာခဲ့တာပေါ့အပင်အောက်ကိုလည်းရောက်ရောအကိုကြီးအဖရပြီးသားတဲ့ကျုပ်ကိုကြီးကကျုပ်ကိုအပင်ပေါ်တက်ခိုင်းတာဗျကျုပ်ကဗရောက်ပန်းကက်လက်တွေချိုးပြီးအောက်ကဓမီနဲ့ထိုးပြနေရအကိုကြီးစီပြစ်ချပေးရတော့ပေါ့ဗျာအကိုကြီးကတော့ဗရောက်ပန်းကက်တွေကိုအသင့်ပါတဲ့ဂျုံအိတ်ထဲကိုစီတီထည့်နေရဗျအခုဆိုစံအိတ်တစ်ဝက်တောင်ဂျုံအိတ်တစ်ဝက်တောင်ရောက်နေပြီအဲ့ချိန်မှာပဲအကိုကြီးကကျုပ်ရှိရဲ့တက်ကိုင်းရဲ့အနောက်ဘက်ကတက်ကိုင်းကြီးကိုမီးနဲ့ထိုးပြီးကြောက်လန့်တရားអော်လိုက်တယ်ဗျညီလေးမင်းနောက်မှာတရေ
အကိုကြီးကအဲ့လိုပြောပြီးဗတော်ပန်းနေတဲ့အဲ့ဒါအိတ်ကြီးကိုတိုင်းပြီးရွာထဲကိုပြေးဝင်သွားတာဗျကျုပ်ပေါ်တော်လေးတန်ရောစင်ကြီးရဲ့အကိုကြီးပါပဲဗျာကျုပ်ကလည်းအကိုကြီးဗတော်ပန်းတွေကိုလိုသလောက်ရလို့ကျုပ်ကိုစားနှောင်းနေရပဲထင်တာဗျဒါနဲ့ကျုပ်လည်းအောက်ကိုပြန်ဆင်းလိုက်တော့မြေပြင်နဲ့2000ကန့်အကွာပင်စီကြီးနားလေးရောက်ရောကျုပ်တိုင်းထားတဲ့ပစိုးကိုအပေါ်ကတယောက်ယောက်ဆွဲထားတယ်ဗျဒီတော့မှကျုပ်လည်းအကိုကြီးစားတာမဟုတ်မှန်းသိလိုက်ရတာပါပဲဗျာကျုပ်အပေါ်မော့ကြည့်တော့တကူလုံးအဝိပလာနဲ့အဝါရောင်တန်းနေရခန္ဓာကိုယ်ကြီးနဲ့အေယာမတရေကြီးတကောင်ဖြစ်နေရဗျသူကအမွှေးထူးထူးနဲ့သူ့ရဲ့အဝါရောင်လက်ကြီးတွေနဲ့ကျုပ်ရဲ့တိုင်းထားတဲ့ပစိုးကြီးကိုဆွဲထားတာဗျအမလေးဗျာသူ့ရဲ့မျက်လုံးကြီးတွေကလည်းမီးဟုံတောက်မတက်နေရဲနေပြီးတိုက်ပကံများတစ်ချက်သားလောက်ကိုရှိနေရဗျမျက်နှာကြီးတစ်ခုလုံးကလည်းဝါထိန်နေပြီးဗသက်ကြီးကလည်းပြဲကာနေရပဲဗျပြီးတော့သူ့ရဲ့ရှာကြီးတွေကလည်းအောက်ကိုတွဲလောင်းကြီးဗျပြီးတော့ချောက်ကက်ကက်တဲ့အတန်တန်ကြီးနဲ့ကျုပ်ကိုကြည့်ပြီးအခုလိုပြောတယ်ဗျအေးကောင်းလေငါဘတော့ပန်းတွေပြန်ပေးဒီတော့ကြောက်လေသူဆွဲထားတဲ့ပစိုးတိုင်းကိုချွတ်ပြီးအောက်ကိုခုံချပြီးဘောင်းမီလိုနဲ့ပဲပြေးလိုက်ရတာပေါ့ဗျာကျုပ်အဲ့လိုဖြတ်ပြေးသွားတဲ့အချိန်မှာပဲအနောက်ကနေဘုတ်ကနေအတန်တစ်ချက်ကြားတော့ကျုပ်လည်းပြေးရင်အနောက်ကိုလှည့်ကြည့်လိုက်တော့အရက်ဆယ်ပေကန်းရှိတဲ့တရေကြီးကလည်းကျုံတော်ကိုလက်ကြီးဆန့်ပြီးပြေးလိုက်လာတာဗျမကြောက်တဲ့ကျုပ်လည်းကျုပ်တဲ့အရွယ်သားကြီးတဲ့ဒီကောင်ကြီးလိုက်နေရဆိုကျွေးသီးကျွေးပေါက်တွေကိုကြားပြီးရှိသမျှအားကုန်တုံးကရွာထဲကိုပြေးဝင်ရတာပေါ့ရွာပြင်ဝ3အိမ်လောက်မှာဘာကြီးတို့အိမ်ရှိရဲ့လေပြီးတော့ကျုပ်လည်းအတန်ပြဲကြီးနဲ့ဘာကြီးတို့ရဲ့4000ခန့်မြင့်တဲ့ခြံသီးရိုးယူလွှာကနေခုံကျော်ပြီးခြံထဲပြေးဝင်လိုက်တာဗျို့တာမန်ချင်းသူ4000ခန့်ရှိတဲ့ခြံသီးရိုးကိုကျုပ်ဘယ်လိုလုပ်ကြော်နိုင်မလဲဗျာကြောက်လန့်တရားမလို့ကျုပ်ကြော်နိုင်သွားတာဗျအနောက်ကအကောင်ကြီးကလည်းဘာကြီးတို့ရဲ့ခြံတကဘာဝါမှာကျုပ်ကိုမျက်လုံးရဲရဲကြီးတွေနဲ့စိုက်ကြည့်နေပြီးဗသက်ကြီးကိုဖျဲပြီးခြောက်လိုက်တယ်ဗျအဲ့တော့မှကျုပ်သေချာကြည့်လိုက်တာသူ့ဗသက်ကြီးကကျုပ်ကိုတောင်ဝါမြုပ်ချနိုင်လောက်တဲ့အထိအကြီးပဲဗျပြီးတော့သွားတွေကလည်းကျွန်းတက်နေရပဲဗျာကျုပ်ကသာမေးကျုပ်ဘဝမတွေးရသေးရပဲဗျဒါနဲ့ကျုပ်လည်းဘာကြီးတို့ရဲ့အိမ်တကားကိုအတင်းခောက်ပြီးအခုလိုပဲអော်လိုက်ရတာပေါ့ဘာကြီးတို့ဟေးဘာကြီးတို့ကျုပ်ကိုကယ်ပါအောင်ဗျာကျုပ်တော့မှတရေကြီးလိုက်နေလို့ထွက်ခဲ့ပါအောင်ဗျကျုပ်အဲ့လိုအတန်းကျဲကျဲអော်ပြီးတော့ခေါ်လိုက်တော့တကားရေနံစီမီးအိမ်လေးကိုဆွဲပြီးဘာကြီးတို့ကထွက်လာတယ်ဗျကျုပ်လည်းဝမ်းသာနဲ့ဘာကြီးတို့ကိုဖက်လိုက်ပြီးခြံတကားချောင်းပေါဝကိုနောက်ပြန်လက်ညှိုးထိုးပြလိုက်တော့ဘာကြီးတို့ကနောက်ကိုကြည့်ပြီးတောက်တစ်ချက်ခောက်လိုက်တာကျုပ်ကြားလိုက်ရတယ်ဗျအဲ့တော့ဘာကြီးတို့တောက်ခောက်လိုက်တော့မှတရေကြီးထွက်သွားရဲ့ဒီမှာရဲ့ဗျကဲမောင်တော့ကြာဒီတခါမင်းမွေတာငါလည်းအေးအေးပြက်ပြီးမင်းအကောင်ကြီးမရှိတော့ပါဘူးကွပြန်တော့ဘာကြီးတို့ကအဲ့လိုပြောတော့ကျုပ်လည်းဘာကြီးတို့ကိုတင်းတင်းကြပ်ကြပ်ဖတ်တိုင်းခေါင်းကိုအဆက်မပြတ်ရမ်းကအခုလိုပဲပြောလိုက်တယ်ဟာကျုပ်မကြည့်ရဲဘူးဘာကြီးတို့ပြီးတော့အခုညလည်းမပြန်ရဲတော့ဘူးဘာကြီးတို့နဲ့ပဲအိမ်မယ်ဗျာကျုပ်လည်းအဲ့လိုပြောပြီးဘာကြီးတို့အိမ်နဲ့ပြေးဝင်သွားပြီးဘာကြီးတို့အိမ်ရထဲမှာစောင်းကြုံပြီးဝင်အိတ်လိုက်တာပေါ့ဗျာဘာကြီးတို့ကတော့ကျုပ်ပြစ်ကိုကြည့်ရင်သဘောကျပြီးတကားပိတ်ကကျုပ်အိမ်နေတဲ့ဘေးမှာသူလည်းအိတ်လိုက်တာပေါ့ဒီလိုနဲ့မနဲ့လဲရောက်ရောအဖေနဲ့အမေရဲ့အကိုကြီးရဲ့ရွာလူကြီးဦးတောင်းတို့အဖွဲ့နဲ့ဗရောက်ပင်ကြီးစီသွားကြတယ်ဆိုပဲအဲ့ဒီမှာအပင်ချိန်မှာကျုပ်ကြနေရဲ့ကျုပ်ပစိုးကိုမြင်ရပြီးလူကိုမတွေ့ရတော့တရေကြီးကကျုပ်ကိုစားသွားတယ်ထင်ပြီးအဖေနဲ့အမေရဲ့အကိုကြီးရဲ့ငိုလိုက်ကြတာလေဗျာအမေရဆိုအကိုကြီးကိုဝချမ်းများနဲ့အသေးစောတာတယ်ဗျကျုပ်ကတော့အကိုကြီးခံရတော့ဝမ်းသာနေရဗျခမရတို့ပဲစဉ်းစားကြည့်လေဗျာသူကကြောင့်ကိုလို့ယုံပြေးပြီးကျုပ်ကိုကြာထားခဲ့တာလေကျုပ်မှအပြေးကောင်းလို့ဘာမှမဖြစ်တာပဲမဟုတ်ဘူးလားပြီးတော့ဒီနေ့ကတကြံအကျိုးလေးဗျမန္တတန်လည်းတမနခင်းလုံးမကြောက်ဘူးကျုပ်ကလည်းကြောက်ပြီးအိတ်နေအားဆိုတော့နေ့လေ12နာရီမှနိုးတယ်ဗျကျုပ်နိုးတော့ဘာကြီးတို့ကလည်းမရှိတော့ဘူးဒါနဲ့ကျုပ်လည်းအိမ်ကိုပြန်လာတော့အဖေနဲ့မိနေကကျုပ်ကိုပြေးပြီးဖက်ကြတယ်ဗျဒီတော့မှအဖေနဲ့မိနဲ့ကျုပ်ပေါ်ဘလောက်ထိချစ်လဲဆိုတာသိရတော့ကျုပ်လည်းမျက်ရည်တောင်ချမိပါတယ်ဗျာကျုပ်ကိုကြီးကလည်းကျုပ်ဘာမှမဖြစ်တာသိတော့ကျုပ်စီလာပြီးသူ့လည်းဖက်ပြီးတော့တောင်းပန်တယ်ဗျကျုပ်တကယ်ထင်တာအကိုကြီးကကျုပ်ကိုမချစ်လို့ပြစ်ထားခဲ့တာလို့ထင်တာဒါပေမဲ့အခုကိုကြီးရဲ့ကြနေရဲ့မျက်ရည်စာတွေကြောင့်ကျုပ်လည်းအကိုကြီးကျုပ်ကိုချင်မှန်းသိလိုက်ရတာပေါ့လေဘာကြီးပြောကျုပ်ဘတော့တက်စေဦးကျေးဇူးတင်ရမှာပဲဗျသူ့ကြောင့်ကျုပ်အပေါ်မှာကျုပ်အဖေအမေအကိုကြီးတို့ရဲ့ချစ်ချင်းမြတ်တာအပြည့်ကကျုပ်ရရှိခဲ့တာလေမဟုတ်ဘူးလားပြီးတော့ကျုံညီတော်ကြီးကလည်းကိုပြန်လာပြီဆိုပြီးသူ့ဝတိတိုင်းနှကန်းကိုအရှိထွက်ပြီးအော်ငိုရင်ကျုပ်ကိုပြေးဖက်လိုက်တာဗျကျုပ်ပြင်ဝမ်းသာလိုက်တာများဗျာဒီကြားတဲ့ရွာလူကြီးနဲ့ကာလာသားတွေကလည်းကျုပ်ဘာမှမဖြစ်ဘူးဆိုတာသိရတော့ဝမ်းသာအားရမန္တကနေတကြံတချင်းတွေဖွင့်ပြီးဟဲလိုက်ကြတာပေါ့ဗျာကျုပ်ကိုဒီမှာလုံးကလည်းချစ်ကြတယ်ပြီးတော့ကျုပ်မင်းပျော်လိုက်တာဗျာဒါနဲ့ကျုပ်တို့ညီကိုကြီးလည်းမန်းနဲ့ကြီးကအပြေးလာတော့မိုင်းဟိမန်ကိုတို့ရိမ့်သမားအဖွဲ့ကကတောင်နေပြီဗျသူတို့ကောင်းပေါ်မှာလည်းဗရောက်ပန်းတွေဝင်းကနေထိန်ကနေဖြစ်နေရဗျာဒီတော့ကျုပ်လည်းအကိုကြီးကိုမျက်စောင်းတို့ကြည့်လိုက်တော့ဟဲညီလေး
သူပန်ထားတာမင်းခုပေးတာရဲ့ဘရောက်ပန်းနေလေကျုပ်ပြင်အတော်လေးစိတ်ကတိကိအောင်ဖြစ်သွားတယ်ဗျကျုပ်ကိုဒီလောက်တအိမ်လုံးစိတ်ပူနေကြတာတော့အကိုကြီးကမဟိမန်ကိုတို့ရင်းအဖွဲ့ကိုဘရောက်ပန်းတွေပေးပြသွားသေးရတယ်ဗျအတော်လေးကိုဆိုးတယ်အကိုကြီးဗျဒါနဲ့ကျုပ်လေအကိုကြီးကိုမျက်စောင်းထိုးနေရောအကိုကြီးကလည်းအလိုက်သတိနဲ့ကျုပ်ဝိတ်ခဲ့တဲ့ကိုအမေတို့စီကသူ့ဘတ်ထားတဲ့ငွေ9ချက်ကိုပေးလိုက်တယ်ဗျဒီတော့ကျုပ်လည်းဘာမှဆက်မပြောတော့ပဲမဟိမန်ကိုတို့ရင်းသမားအဖွဲ့ရဲ့အကလာတွေရှူသားနေရတော့ပေါ့ဗျာအဲ့ဒီချိန်မှာပဲရှေ့သုံးကကနေရဲ့မဟိမန်ကိုတယောက်နတ်ဘူးတလူခုံပေါက်ပြီးကောက်ွက်ပြောင်းသွားတယ်ဗျရင်းသမားဝတ်စုံနဲ့ခုံပေါက်ပြီးကနေရဲ့မဟိမန်ကိုကြည့်ပြီးကျုပ်ပြီးအားလုံးကျုပ်တို့အားလုံးအံ့ဩသိနေရဗျဒါကိုမဟိမန်ကိုကရသမားတယောက်ကားတဲ့ပုံစံတိုင်းကောက်ွက်ပြောင်းသွားတယ်မိမသားတယောက်နေနဲ့ရသမားတယောက်လိုတရင်တွေကကနေရမြင်ရတော့အောက်ကကြည့်ပြီးလူတွေကလည်းရေမောနေကြသလိုရိသမားအကနီးပြမတန်စင်ချိုကလည်းထိတ်လန့်နေကြအခုလိုអော်ခဲ့တယ်ဗျဟေးမန်ရေအဲ့ဒါဘာကလဲစိတ်ကိုထိန်အယူတယောက်လိုရေမောပြီးတရင်နေကနေရမဟိမန်ကိုကျုပ်သေးချကြည့်လိုက်တော့မျက်လုံးတွေရဲပြီးမူမမှန်တာကိုလည်းတွေးရတယ်ဗျမဟိမန်ကိုရဲ့အဖေရွာလူကြီးဦးတောင်းကလည်းသူသမီးထမ်းရည်တွေတောက်ပြီးမူးနေရတင်ပြီးစိတ်အတော်လေးတိုးနေရဗျအဲ့ဒီအချိန်မှာပဲကျုံသားတဲ့ကိုဘာကြီးတို့ပြောတဲ့စကားတန်တချို့အမှတ်ရလိုက်တယ်မကောင်းတဲ့ပယောကဝင်ပူးနေတဲ့သူကိုကျုပ်လည်းမှာဆွဲထားတဲ့အဆောင်ကျိုးလေးကိုစွတ်ပေးလိုက်ထွက်သွားမယ်ဆိုတဲ့စကားပေါ့ဒါနဲ့ကျုပ်လည်းမန်းနဲ့စင်ပေါ်ပြေးတက်သွားပြီးစိတ်လွတ်ကိုလို့ကနေရဲ့မဟိမန်ကိုအဆောင်ကျိုးနဲ့လဲဘင်းမှာဆွတ်ချလိုက်တယ်ဒီတော့မှမဟိမန်ကိုလည်းအယုတ်ကျိုးပြတ်သလိုလဲကျသွားတယ်ဗျပြီးတော့တစ်စက်တည်းတခြားရင်းသမားတယောက်လည်းမဟိမန်ကိုလိုဟီးဟာအော်ပြီးမြောက်တကောင်လိုမျိုးဆက်ပြီးကနေပြန်ရောဗျာဒါနဲ့ကျုပ်လည်းမဟိမန်ကိုဆွဲပေးထားတဲ့အဆောင်ကျိုးကိုပြုတ်ပြီးကနေတဲ့တခြားတယောက်ကိုဆက်ဆွဲပေးလိုက်တော့သူကလည်းလဲကျသွားပြီတခြားရင်းသမားတယောက်ကဆက်ပြီးကလာပြန်ရောဗျာအချင်းလေးကတိတ်မကောင်းဘူးဗျကျုပ်လည်းတယောက်ပြီးတယောက်အဆောင်ကျိုးနဲ့ဆွဲပေးပြီးပယောကထုတ်လိုက်တော့ကျုပ်ကိုကြီးကစင်ရောက်ကနေအပေါ်တက်ပြီးတာဟာရဲနေရဗျဟာမှတ်ပြီလားကွာငါနေတဲ့အပင်ကိုလာပြီးငါ့ကိုလည်းခွဲမတောင်းပဲဗတောက်ပန်းကူးတဲ့ကောင်တွေနဲ့ပန်တဲ့ကောင်မတွေတယောက်မကြံအကုန်တတ်မယ်ဟဲ့ကျုပ်သိလိုက်ပြီလေဗျာအကိုကြီးကိုဝင်ပူးနေရညကျုပ်ကိုလိုက်တယ်တရေကြီးပဲဗျဒါနဲ့ကျုပ်လည်းအကိုကြီးကိုအဆောင်ကျိုးနဲ့ဆွတ်လိုက်တော့အကိုကြီးကလည်းလဲကျသွားပြီမဟိမန်ကိုကတဟားနဲ့ထရဲလာပါရောမန်နဲ့ကြီးကလည်းတချင်းတန်တွေပိတ်သွားပြီလေဗျာဒီတော့မဟိမန်ကိုဟောနေရဲ့အတန်ကြောက်စရာကောင်းလာသလိုသူ့ရဲ့ပင်ကိုအတန်ပါဝါကြောင့်အတော်လေးကိုကျဲလောင်နေရဗျအောက်ကကြည့်တဲ့သူတွေချိုးတဲ့ရွာလူကြီးဦးတောင်းတို့ကလည်းကြပြားကြရာစင်ပေါ်တက်လာပြီးမဟိမန်ကိုချုပ်ထားလိုက်ရတာပေါ့ဗျာအဲ့ဒီချိန်မှာပဲကျုပ်ရင်နာတဲ့အတန်တန်ကြားလိုက်ရတယ်ဗျဟေးကောင်းလေးသူတို့ပန်ထားတဲ့ဗတောက်ပန်းတွေကိုဖြုတ်ပြီးလွန့်ပစ်လိုက်အဲ့ဒါဆိုကောင်းသွားလိမ့်မယ်ဒီတန်ကိုကျုပ်ရင်းနေကြားဘူးတယ်ဗျဒါပေမဲ့ဘယ်သူလဲဆိုတာကျုပ်စဉ်းစားလို့မရပါဘူးဗျကျုပ်လည်းထိုအတန်ရှင်ပြောတဲ့အတိုင်းမဟိမန်ကိုရဲ့ခေါင်းကဗတောက်ပန်းကိုဖြုတ်ပြီးမန်းနဲ့စင်အနောက်ဘက်ကိုလွန့်ပစ်လိုက်တော့မဟိမန်ကိုလည်းတတိပြန်လိုက်လာတယ်ဗျပြီးတော့တယောက်ပြီးတယောက်ခုံပေါက်နေတဲ့ရင်းသမားတွေရဲ့ပန်ထားတဲ့ဗတောက်ပန်းတွေကိုလည်းကျုပ်ကပဲယူပြီးပြစ်လိုက်တော့မှသူတို့အားလုံးပုံမှန်ဖြစ်သွားတယ်ဗျအဲ့ဒီချိန်မှာပဲအကိုကြီးကအတန်တကြီးနဲ့ကျုပ်ကိုစူးစိုက်ကြည့်ပြီးအခုလိုကျိန်းဝါနေရဗျဟေးကောင်ညာမင်းကငါတတ်မရလိုက်လို့မင်းကန်ကောင်းသွားတယ်မင်းကအိတ်နေတဲ့ငါကောင်းပေါ်တက်ထိုင်သွားတာကိုငါမကျင်ဘူးကွာအခုမင်းကငါလဲလိန်ချိုးတတ်မယ်အကိုကြီးကအဲ့လိုပြောပြီးလက်ဆန့်ပြီးကျုပ်စီပြေးလာတာဗျဘေးကရွာကန်လူတွေကလည်းအကိုကြီးကျုပ်စီမရောက်ခင်ဝိုင်းချုပ်ထားတော့မှကျုပ်လည်းအကိုကြီးကိုမဟိမန်ကိုဆွဲထားတဲ့အဆောင်ကျိုးကိုဖြုတ်ပြီးဆွဲပေးဖို့ပြင်လိုက်တယ်ဗျဒီမှာပဲကျုံသားတဲ့ကိုအစောကအတန်ရှင်အတန်ဆက်ပြီးကြားလိုက်ရပြန်နေဗျာမင်းကိုကြီးအိတ်ထောင်ထဲမှာဗတောက်တက်ခတ်ရှိသေးတယ်အဲ့ဒါကိုယူပြီးလွင့်ပြလိုက်ဒါနဲ့ကျုပ်လည်းရွာသားတွေချုံတော်ထားတဲ့အကိုကြီးအိတ်ကက်တဲ့ကိုနှိုက်လိုက်တော့ဗတောက်သေးသေးလေးတစ်ခတ်ကိုတွေးလိုက်ရတယ်ဗျကျုပ်လည်းအဲ့ဒီဗတောက်တစ်ခတ်ကိုလွင့်ပြလိုက်တော့မှအကိုကြီးပါဝင်အားလုံးပုံမှန်ဖြစ်သွားတယ်အဲ့တော့အစောကဝင်ပူးနေရဲ့ရိသမားတွေရဲ့မိသားစုဝင်တွေကအเจ้าဆုံးရှင်းပြလိုက်တော့ဝင်ပူးကန်တဲ့ရိသမားတွေလည်းရှက်ပြီးမန်းနဲ့စင်မောကနေဆင်းပြေးကြတာပေါ့ဗျာမဟိမန်ကိုကတော့ကျောက်ကိုကြီးကိုမျက်လုံးစိမ်းနဲ့ကြည့်ပြီးကျောက်ကိုတော့ပြုံးပြကသူလည်းရှက်ရှက်နဲ့သူ့အဖေနောက်ကိုပြန်လိုက်သွားတာပေါ့ဗျာပြီးတော့ကျောက်တို့တွေလည်းတကြံမန်းနဲ့ကိုဖျက်လိုက်ရသလိုအကိုကြီးရဲ့မဟိမန်ကိုပေါ်မှာထားတဲ့မျောလင်းချက်တွေပါတခါတည်းပျက်စီးခဲ့ရတာပေါ့ဒီလိုနဲ့မဟိမန်ကိုလည်းတကြံအချားနေမှာပဲသူ့အဖြစ်ကိုရှက်ပြီးမြို့ကိုပြန်သွားခဲ့တယ်ကျုပ်နဲ့အကိုကြီးကတော့ဗရောပင်ကြီးကိုသွားကအမဲသားတပိတ်တာနဲ့ထမင်းတိုးချက်ပြီးသွားတောင်းပန်ခဲ့ကြတာပေါ့ဗျာဒီနေ့ကျုပ်တို့ရွာကြောက်ချောင်းရောင်တဲ့ကျန်လေးကဗရောက်သစီမွေလို့ပျက်စီးခဲ့ရပြီမဟုတ်လားတကယ်တမ်းကျတော့ဗရောက်သစီမွေတာမဟုတ်ပဲဘာကြီးတို့ပြောတယ်လို့ကျုပ်နဲ့အကိုကြီးမွေလိုက်တာလေဗျာကျုပ်လည်းတကြံပြီးတော့ဘာကြီးတို့စီသွားပြီးအကြောင်းဆုံးပြောပြလိုက်တော့ဘာကြီးတို့ကအခုလိုပဲရှင်းပြတယ်ဗျမ
မောင်တော့ကြရေးတကယ်တော့ဗတော့ပန်းဆိုတာညမှာခိုးရင်အခုလိုပဲအမောင်ပြောကားတွေပါလာတတ်တယ်ဒါကြောင့်ရှေးလူကြီးပြောတဲ့စကားပုံတွေရှိခဲ့တာပေါ့ကွယ်အဲ့ဒါကတော့တကြံဗတော့ညမကောင်းနေဆိုတဲ့ဆိုရိုးစကားပဲကွဒီနေ့တခါပွင့်တဲ့အတာတကြံပန်းမလို့ညချိန်မှာခိုးရင်ယူရမယ်ဆိုတာလေအလကားမဟုတ်ဘူးလေကွယ်တကယ်တော့ဗတော့ဆိုတာသစ္စာရှိတဲ့ပန်းပဲဒီနေ့မှာအတာအချိန်ကပဲပွင့်တာလေအဲ့ဒါကြောင့်မနဲ့နေအတွက်အာယုံတက်မှာပဲခူးတာကဗတော့ပန်းရဲ့သစ္စာကိုမင်္ဂလာရှိရှိဂုံပြူချင်းတစ်မျိုးပေါ့ကွယ်ဒါပေမဲ့နောက်ကြရင်တော့မင်းတို့လိုမျိုးညအခုနေခင်းဘက်ခူးပြီးဗတော့ရဲ့မင်္ဂလာချိန်ဖောက်ပြီးလူတွေသစ္စာဖောက်ကြလိမ့်မယ်ကွဒါကြောင့်အတာချိန်ရောက်ရင်တော့အချိန်မှန်ပွင့်တဲ့ဗတော့တွေပျောက်ကုန်တော့မှမြင်အောင်ပါသေးရဲ့ကွယ်ဘိုင်းတို့ကလည်းအဲ့လိုဘိုင်းတို့ပြောရလဲတိတ်ကိုသဘာဝကျရဲ့ဗျကျုပ်တို့ညီကိုကလည်းညာကြီးအချိန်မလို့သွားခူးခဲ့ကြလို့အခုလိုမျိုးပြဿနာတွေဖြစ်ခဲ့ကြတာပဲမလားခင်ဗျားတို့တွေရောဗတော့ပန်းကူးတဲ့အခါညချိန်မကူးမိဖို့တတိထားသိခြင်းနဲ့ဗျမောရင်ကျုပ်တို့တွေလိုမျိုးဗတော့သစင်မွေလို့ခင်ဗျားတို့လည်းဒုက္ခရောက်သွားလိမ့်မယ်နော်ဒါပေမဲ့ကျုပ်လည်းစဉ်းစားမရတာတခုတော့ရှိနေသေးရဲ့ဗျအဲ့ဒါကတော့ကျုပ်ကိုအနောက်ကနေစေးခိုင်းတဲ့အတန်းရှင်ကိုကျုပ်ရင်းရင်းနှီးနှီးရှိပြီးဘာလို့လဲဆိုတာတွေးမရနေရပဲဗျာကျုပ်တယောက်တည်းသာကြားတဲ့အဲ့အတန်ဘာသူပြောတာလဲဆိုတာခင်ဗျားတို့သိရင်လေကျုပ်ကိုပြန်ပြောပေးဖို့မမေ့ပါနဲ့နော်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ channel လေးကနေအခုတင်ဆက်ပေးတဲ့မောင်ဖြိုးနဲ့အတော်မွေတဲ့ဗတော့သစေဆိုတဲ့ဇလန်းလေးရဲ့စာသင်လေးကတော့ဒီမှာပဲတင်ဆက်လို့ပြီးပါပြီခင်ဗျာနောက်တဲ့အပိုင်းသစ်တွေကိုလည်းအဆက်မပြတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြဖို့မမေ့ပါနဲ့နော်နားသင်သူပရိသတ်များအားလုံးနေ့စဉ်နဲ့အမျှချမ်းသာဒုက္ခရနိုင်ပါစေလို့ဆုတောင်းပေးရင်နောက်တဲ့အပိုင်းသစ်လေးမှာကျွန်တော်တို့တွေပြန်ဆောင်ကြမယ်နော်